ဖယားစာရွတ်ချိန်ပရိစိတ်ချိန်၌စိတ်ကိုဘယ်လိုထားရမှာပါလဲဖယားဖယားစာရွတ်နေပြီဆိုလို့ရှိရင်ကတော့ဖယားစာရဲ့အဓိပ္ပာယ်ကိုသိရှိပြီးတော့အဓိပ္ပာယ်ကိုနားလည်ပြီးတော့ရွတ်မယ်ဆိုရင်ပို့ပြီးတော့တန်ဖိုးရှိတယ်အဲ့ဒါလို့မသိဘူးဖယားစာအနေနဲ့ပူဇော်တဲ့အနေနဲ့ရွတ်တယ်ဆိုရင်လည်းအကျိုးမရှိဘူးတော့မဟုတ်ဘူးအကျိုးရှိတယ်ဆိုလိုတာကအဓိပ္ပာယ်ကိုနားလည်ပြီးတော့ရွတ်ရင်တော့ပို့အကျိုးရှိတယ်ပို့အကျိုးရှိတယ်ဥပမာမဲ့ပရိတရားတော်ထဲမှာမေတ္တာတုတ်မှာပါတယ်မာတာယထာနိယံဗုဒ္ဓမာယုတဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗဗုတေတုမာနတံဘာဝေအပရိမာဏမိကေဟာတူရီသောမိမိရဲ့ရင်သွေးသားငယ်အတွက်ရင်သွေးအတွက်အသက်ပေးပြီးတော့ဆောင်းလျှောက်တယ်လို့တရားတွေအားလုံးပေါ်မှာမိခင်မေတ္တာမျိုးထားနိုင်အောင်ကြိုးစားပါလို့ဒီလိုဆိုတယ်အဲ့တော့အဲ့ဒီအဓိပ္ပာယ်လေးကိုနားလည်ပြီးတော့ရွတ်မယ်ဆိုလို့ရှိရင်အဲ့ဒီအတိုင်းလိုက်နာကျင့်သုံးတာဘောပေါက်ပြီးတော့လိုက်နာကျင့်သုံးနိုင်တာဖြစ်လို့အဲ့ဒီအတိုင်းရွတ်မယ်ဆိုရင်စိတ်ကိုမိမိအဓိပ္ပာယ်ပေါ်မှာထားပြီးတော့ရွတ်ရင်ပိုကောင်းတယ်ပရိစိတ်ချိန်၌စိတ်ကိုဘယ်လိုထားမလဲဆိုတာကျတော့ပရိစိတ်တာဘုရားကုံတော်နဲ့ပရိစိတ်တဲ့ဆိုရင်ဘုရားကုံတော်ပေါ်မှာကိုယ်စိတ်တဲ့ကုံတော်ပေါ်မှာစိတ်ရောက်ဖို့ကအရေးကြီးတယ်ပတိလုံးပေါ်မှာစိတ်ရောက်တာတော့သိပြီးတော့တန်ဖိုးမရှိဘူးပတိလိမ့်ပေါ့ပတိဆိုတာကိုယ်ကုံတော်ပေါ်မှာစိတ်ရောက်တဲ့အချိန်ဘယ်လောက်ရှိသလဲဆိုတာမှတ်တမ်းတင်ဖို့သာပတိကိုသုံးချတာဖြစ်တယ်ပတိလုံးပေါ်နဲ့အရေးအတွက်ပေါ်မှာစိတ်ရောက်တာတော့သိတန်ဖိုးမရှိဘူးဘုရားရဲ့ခုံတော်ပေါ်မှာစိတ်ရောက်အောင်လုပ်ပြီးတော့ပရိစိတ်တဲ့တယ်ပေါ့focus ကိုစာမထားရမှာလားဖယားကိုစိတ်ထဲထားရမှာလားဆိုစာမထားပြီးတော့စာကိုရွတ်တယ်ဆိုရင်တော့စာထဲမှာပဲအာယုံစိုက်ပြီးတော့ရွတ်ထားတော့ပိုကောင်းတယ်ပေါ့အဲ့တိုင်းပဲအဓိပ္ပာယ်ကိုနားလည်ပြီးတော့ရွတ်ရမှာပဲဖြစ်တယ်ဖယားကိုစိတ်ထဲထားဆိုတဲ့နေရာမှာအရဟံလို့ပြိစိတ်ရင်အရဟံရဲ့အဓိပ္ပာယ်မြတ်စွာဘုရားရဲ့ခုံတော်တွေကိုအာယုံပြုတ်ပြီးတော့အဲ့အဓိပ္ပာယ်မြတ်စွာဘုရားရဲ့အရေးချင်းကြီးညိုပွဲရာကောင်းတဲ့ခုံအရေးချင်းကိုအာယုံပြုတ်ပြီးတော့ဒီလိုရွတ်မှပရိစိတ်မှပို့ပြီးတော့တန်ဖိုးရှိတယ်ဒါကြောင့်မို့ focus ထားတဲ့အခါမှာစာရဲ့အဓိပ္ပာယ်စာကြောင်းအဲ့ဒီဒီပေါ်မှာ focus ထားတဲ့နဲ့ပရိစိတ်တဲ့အခါမှာဘုရားရဲ့ခုံတော်အပေါ်မှာအာယုံ focus ထားတဲ့နဲ့လို့ဒီလိုပဲမှားရမှာဖြစ်တယ်ပရိစိတ်ခြင်းနဲ့တရားထိုင်ခြင်းဆိုတာပရိစိတ်ခြင်းဟာလေပြောမယ်ဆိုလို့ရှိရင်စနစ်တကျစိတ်ပဲဆိုလို့ရှိရင်သူဟာလည်းပဲသမထ